တောင်လေးကလေးတုံတုံဖြူရင်ရွာလန်းကလေးကိုလွမ်းမိတယ်အမေချက်တဲ့ဟင်းနံတင်းတင်းလေးနဲ့တားငယ်တမင်းစားအောင်ဆိုတဲ့တန်လေးအခုတော့တိတ်ဆိတ်လို့သွားပြီလေရွာကအိမ်ရှိကိုပြစ်ကလေးမှာအမေထိုင်ဆောင်နေတတ်တာမြင်အောင်နေမြို့ပြရဲ့အလေးရောင်တွေကြားမှာကျေးဇူးတရားကိုဆက်ဖို့မေ့လျှော့နေခဲ့သူအမေရဲ့သားမိုက်တယောက်ပါပဲရှိစဉ်ခါတမိုးထားဖို့တတရီမမူခဲ့မိဘူးရွာကလေးကမေးရဲ့ကျေးဇူးတရားကိုဆက်ရကောင်းမှမသိခဲ့တဲ့သားမိုက်ပါနောင်နှမျက်ရည်တွေနဲ့အမေကိုလွမ်းနေမိတယ်အလုပ်တွေအကြောင်းပြလို့ဝေးခဲ့တယ်မေရဲ့အိုစားတဲ့လက်ကလေးတွေကိုမဆုပ်ကိုင်မိခဲ့ဘူးအခုမှအမေပြုံးတွေကိုတန်းတာမိတဲ့အခါအမေကတော့ဝေးလံတဲ့အရက်စီကိုနှုတ်မဆက်ပဲထွက်ခွာသွားခဲ့ပြီမေရှိစဉ်ခါတမိုးထားဖို့တတရီမမူခဲ့မိဘူးရွာကလေးကမေးရဲ့ကျေးဇူးတရားကိုဆက်ရကောင်းမှမသိခဲ့တဲ့သားမိုက်ပါနောင်နှမျက်ရည်တွေနဲ့အမေကိုလွမ်းနေမိရဲ့သားမခဲ့ပါတယ်မေသားမိုက်ခဲ့ပါတယ်မေကျေးလက်ရွာကအမေမြစ်တာတွေနောက်ဘဝမှာပြန်ဆက်ခွင့်ရပါစေအိုးမေ